အခုတစ်ခေါက်မှာတော့မြန်မာနိုင်ငံရေးနဲ့ဒေသတွင်းလုံခြုံရေးကိုအကြီးအကျယ်လှုပ်ခတ်သွားစေမဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ American ပြည်ထောင်စုကမြန်မာနိုင်ငံထဲမှာအခြေစိုက်လှုပ်ရှားနေတဲ့ကြားဖြတ်လို့ခေါ်တဲ့ online ငွေလိမ်ကိုင်းတွေကိုတိုက်ခိုက်ဖို့ဘာမှတင်းမလို့ခေါ်တဲ့အထူးစစ်စင်ရေးအဖွဲ့ဖွဲ့စည်းပြီးတရားဝင်လှုပ်ရှားမှုတွေစတင်လိုက်ပြီဖြစ်ပါတယ်။ဒီတစ်ခါလှုပ်ရှားမှုဟာအရင်လိုသတိပေးတာဒဏ်ခတ်တာလောက်တင်မဟုတ်တော့ပဲ FBI agent တွေကိုယ်တိုင်ဒေတာတွင်းကိုရောက်ရှိလာပြီးပြစ်မှတ်တွေကိုတိတိကျကျအရေးယူဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။ဆိုတော့ဒီကိစ္စဟာစစ်ကောင်စီကိုဘယ်လိုတက်ရောက်မလဲ။နေဆက် BGF ခေါင်းဆောင်စောချစ်သူရဲ့အနာဂတ်ကရောဘာဖြစ်သွားမလဲ။တရုတ်နဲ့အမေရိကန်ကြားကအားပြိုင်မှုအသစ်စတဲ့အကြောင်းအရာတွေကိုသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်။ American တရားရေးဝန်ကြီးဌာနကScan Center Strike Force ဆိုတဲ့ချေမုံရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ကြောင်းကြေညာပါတယ်။ဒီအဖွဲ့ထဲမှာအထူးသဖြင့်မြန်မာနိုင်ငံကိုပြစ်မှတ်ထားတဲ့ဘာမှတင်းဆိုတာကိုတည်တံ့ဖွဲ့စည်းထားတာတွေ့ရပါတယ်။ဒီအဖွဲ့ကဘယ်လောက်တောင်ကြီးမားလဲဆိုရင်တရားရေးဝန်ကြီးဌာနကရှေ့နေတွေ FBI agent တွေ Secret Service လို့ခေါ်တဲ့တိုးဝက်လုံခြုံရေးအဖွဲ့ပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနကအရာရှိကြီးတွေကြီးပါဝင်တဲ့အပြင်အစိုးရမှာရှိတဲ့ကရိယာအားလုံးကိုအသုံးပြုသွားမယ်လို့ကြေညာထားပါတယ်။ဘာမာတင်းကိုဥဆောင်မဲ့ဝါရှင်တန် DC ရှေ့နေချုပ်ဂျီနင်းပီရိုကပြက်ပြက်တသားပြောဆိုရမှာဒီလိမ်လည်မှုစင်တာတွေကတာမန်အမေရိကန်ပြည်သူတွေမျိုးရိုးစဉ်ဆက်စုဆောင်းထားတဲ့ကြွယ်ဝချမ်းသာမှုတွေကိုတရုတ်ရာဇဝတ်ကိုင်းတွေရဲ့အိတ်ကက်ထဲလွှဲပြောင်းထည့်ပေးနေတယ်။ကျမတို့ရုံမှာနိုင်ငံခြားသားတရက်ခံတွေကိုဆွဲချက်တင်ဖို့နဲ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆေးဖို့အခွင့်အာဏာအပြည့်အဝရှိတယ်လို့ဆိုပါတယ်။ American အနေနဲ့ဘာကြောင့်ဒီလောက်တောင်အလေးနဲ့ထားပြီးဝင်ပါလာရတာလဲ။အဓိကအကြောင်းရင်းကတော့ငွေကြေးပမာဏပါပဲ။2024ခုနှစ်တစ်နှစ်ထဲမှာAmerican နိုင်ငံသားတွေစီကနေဒေါ်လာ10ဘီလီယံကြားတဲ့အတိုင်းပါပဲဒေါ်လာ10ဘီလီယံအထိလိမ်လည်ခံခဲ့ရပါတယ်။ဒီငွေတွေကြောင့်ဘဝပြတ်သွားရသူတွေတသက်တာစုဆောင်းထားသမျှဆုံးရှုံးသွားသူတွေအများအပြားရှိလာတာပါ။ဒါတင်မကပါဘူး။ American ဘဏ္ဍာရေးဝန်ကြီးဌာနကထောက်ပြတဲ့နောက်ချက်ကပိုပြီးထိရှပါတယ်။လက်ထောက်ဘဏ္ဍာရေးဝန်ကြီးဂျွန်ဟာလီကဒီငွေလိမ်ကိုင်းတွေဟာမြန်မာစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကြီးကိုပါကူညီအားဖြည့်ပေးနေတယ်လို့တရားဝင်ပြောဆိုခဲ့ပါတယ်။ဆိုလိုတာကကြားဖြန့်ကရတဲ့ငွေတွေဟာစစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေတယ်လို့အမေရိကန်ကရှုမြင်လိုက်တာပဲဖြစ်ပါတယ်။အမေရိကန်ရဲ့ပြစ်မှတ်တွေကရှင်းလင်းပါတယ်။မြန်မာလာအိုနဲ့ကမ္ဘောဒီးယားကတရုတ်ရာဇဝတ်ကိုင်းခေါင်းဆောင်တွေပါ။မြန်မာနိုင်ငံမှာတော့အဓိကပြစ်မှတ်နှစ်ခုကDKBA နဲ့စောချစ်သူဦးဆောင်တဲ့ BGF ဖြစ်နေပါတယ်။ American ဘဏ္ဍာရေးဝန်ကြီးဌာနဟာDKBA အဖွဲ့ခေါင်းဆောင်တွေနဲ့သူတို့ကိုအကူအညီပေးနေတဲ့ထိုင်းကုမ္ပဏီတွေကိုဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီးပါပြီ။စက်တင်ဘာလတုန်းကလည်းစောချစ်သူရဲ့ BGF ကိုအလားတူပိတ်ဆို့ခဲ့ပါတယ်။လိမ်လည်လို့ရတဲ့ငွေတွေဟာDKBA ထိန်းချုပ်ထားတဲ့ KK ပတ်ထဲကတိုက်ချန်လို့ခေါ်တဲ့ဌာနချုပ်ကိုရောက်သွားတယ်လို့အမေရိကန်ကယုံကြည်ထားပါတယ်။ဒီလိုကြေညာပြီးချင်းမှာပဲစစ်အုပ်စုကမြဝတီက DKBA ပိုင်ကာစီနိုတစ်ခုကိုလက်နက်ကြီးနဲ့လှမ်းပစ်ခဲ့တာကြောင့်2ဦးသေဆုံးပြီး10ဦးဒဏ်ရာရခဲ့ပါတယ်။ဒါဟာအမေရိကန်ကိုငါတို့လည်းလုံနေပါတယ်လို့အပေါ်ယံပြတာလား။ဒါမှမဟုတ် DKBA ကိုသတိပေးတာလားဆိုတာစိတ်ဝင်စားစရာပါပဲ။အမေရိကန်အနေနဲ့ဒီကိစ္စကိုအရင်ကစစ်ကောင်စီကနေတဆင့်တွယ်ဝိုက်ဖိအားပေးခဲ့ပါသေးတယ်။ဒါပေမဲ့စစ်ကောင်စီရဲ့တုံ့ပြန်မှုကအပေါ်ယံဟန်ပြလူကြားကောင်းအောင်လုပ်ပြတာတသက်ဖြစ်နေခဲ့ပါတယ်။အမေရိကန်ရဲ့ဖိအားတွေများလာချိန်မှာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတန်းဆွေကရန်ကုန်ကတန်တမန်တွေကိုအရေးပေါ်ခေါ်တွေ့ပြီး KK ဘက်မှာအဆောက်အဦ625လုံးရှိတဲ့အနက်148လုံးကိုဖြိုဖျက်ပြီးပါပြီ။ဆက်လက်လှုပ်ဆောင်ပါမယ်ဆိုပြီးရှင်းလင်းခဲ့ရပါတယ်။ဒါပေမဲ့အေယာဝတီသတင်းရဲ့သုံးသက်ချက်အရဒါဟာဟန်ပြတသက်ဖြစ်ကတ
ကယ်တရုတ်ကိုင်းကောင်းဆောင်ကြီးတွေလွတ်မြောက်သွားပြီးစစ်ကောင်စီကိုယ်တိုင်ကသူတို့ရဲ့မဟာမိတ်စောချစ်သူရဲ့ BGF ကနေတဆင့်ဒီကြားဖြန့်လုပ်ငန်းတွေကနေဒေါ်လာဘီလီယံပေါင်းများစွာအကျိုးအမြတ်ရရှိနေတာကြောင့်အရေးမယူနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်ပဲအမေရိကန်ကစစ်ကောင်စီကိုအားမကိုးတော့ပဲတိုက်ရိုက်ဝင်လာတာဖြစ်ပါတယ်။ဒါအပြင်ဒီကိစ္စမှာအမေရိကန်တနိုင်ငံနဲ့လှုပ်ရှားနေတာမဟုတ်ပါဘူး။တရုတ်ကလည်းသူတို့နိုင်ငံသားတွေလိမ့်လက်ခံရလို့ရှမ်းမြောက်ဒေသမှာ1027စစ်စင်ရေးကိုမိစိမ့်ပြပြီးကြားဖြန့်ဂိုင်းတွေကိုရှင်းထုတ်ခဲ့တာအားလုံးသိပြီးသားပါအဲ့ဒီကဂိုင်းတွေထွက်ပြေးလာတာကမြဝတီနဲ့ထိုင်းနယ်စပ်ဒေသတွေပါပဲအခုအမေရိကန်ကလည်းငါတို့နိုင်ငံသားတွေဒေါ်လာ10ဘီလီယံအလိမ်ခံနေရတာကိုတရုတ်တွေလုပ်တယ်လို့ငါတို့ကဘာလို့ရှင်းလင်းလို့မရမှာလဲဆိုတဲ့မေးခွန်းထုတ်လာပုံရပါတယ်ပိုပြီးရှုပ်ထွေးသွားတာကKK ပတ်ရဲ့အဓိကပါဒနာတအူဖြစ်တဲ့ရှီကျစ်ကျန်းကိုထိုင်းအစိုးရကတရုတ်ပြည်ကိုလွှဲပြောင်းပေးလိုက်ပြီဖြစ်ပါတယ်။ဒါကြောင့်တရုတ်အစိုးရဟာ KK ပတ်နဲ့စောချစ်သူဘလောက်အထိပါဝင်ပတ်သက်နေလဲဆိုတဲ့အချက်လက်အပြည့်စုံကိုရရှိသွားပြီဖြစ်ပါတယ်။အခုတော့ရှီကျစ်ကျန်းကဘေကျင်းစီကိုစောချစ်သူကဝါရှင်တန်စီကိုလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာနေပါပြီ။အေယာဝတီကတော့တရုတ်အာဏာပိုင်တွေကစောချစ်သူကိုအမေရိကန်ထက်လက်ဦးမှုရယူသွားနိုင်တယ်လို့တော့သုံးသပ်ထားတာတွေ့ရပါတယ်။အခုဆိုရင်စောချစ်သူဟာမဟာအင်အားကြီးနှစ်နိုင်ငံရဲ့ပြစ်မှတ်ဖြစ်သွားပါပြီ။အမေရိကန်ကသူ့ကိုမူရစ်ကုန်ကူးမှုနဲ့အလိုရှိခဲ့တဲ့သနာမစစ်ကောင်းဆောင်နော်ရီကားလိုမျိုးဖန်စီတရားစွဲကျင်နေပြီးတရုတ်ကလည်းသူတို့ရဲ့အကျိုးစီးပွားအတွက်ရှီကျစ်ကျန်းစီကရတဲ့အချက်လက်တွေနဲ့စောချစ်သူကိုဖိအားပေးဖို့အစဉ်သင့်ဖြစ်နေပါပြီ။သို့တော့ဘာမှတင်းရဲ့လှုပ်ရှားမှုတွေကပိုပြီးလက်တွေ့ကြပါတယ်။ FBI agent တွေဟာထိုင်းထူးတပ်ဖွဲ့တွေနဲ့ပေါင်းပြီး KK ဘက်ကိုရှင်းလင်းဖို့အထိုင်ချနေပြီဖြစ်ပါတယ်။ဒါအပြင် DKBA ထိန်းချုပ်နယ်မြေတွေကတိုက်ချန် website ကိုထိန်းချုပ်နိုင်လိုက်ပြီလို့သိရပြီ။တခြားစခန်းတွေရဲ့ဂျိုတူးဆက်တွေကိုတင်စီဖို့ဖန်ဝရန်တွေပါတောင်းခံနေပြီဖြစ်ပါတယ်။ဒီအခြေအနေဟာစောချစ်သူအတွက်တင်မဟုတ်ပါဘူး။သူ့ကိုအကာအကွယ်ပေးထားပြီးအကျိုးအမြတ်တွေခွဲဝေယူနေတဲ့မင်းအောင်လှိုင်နဲ့စစ်ကောင်စီအတွက်လည်းကြီးမားတဲ့အကြက်အတဲဖြစ်ပါတယ်။အချုပ်ဆိုရရင်အာဏာသိမ်းစစ်တပ်အနေနဲ့ရွေးကောက်ပွဲဇလန်းတော်စိတ်အေးလက်အေးမခင်းနိုင်တော့တဲ့အခြေအနေမှာကြားဖြန့်ကိစ္စကနေမဟာအင်အားကြီးနိုင်ငံတွေရဲ့တိုက်ရိုက်ဆုတ်ခတ်မှုကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကတော့ပိတ်ကားပေါ်မှာဆက်လက်ရှုစားရတော့မှာပါဒီနေ့တင်ဆက်မှုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုအမေရိကန်ရဲ့ဘာမာတင်စစ်စင်ရေးအပေါ်မိတ်ဆွေတို့ရဲ့အမြင်တွေကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားဖို့ဖိတ်ခေါ်လိုက်ရပါတယ်